I eat now လား I am eating now လားကိုကတခုခုလုပ်နေတယ်လို့ရေးချင်တာပဲဖြစ်ဖြစ်ပြောချင်တာပဲဖြစ်ဖြစ်ဘယ် tense ကိုသုံးပြီးတော့ပြောရမယ်လို့ထင်တယ်အဲ့တော့ present continuous tense ကိုပြောပြီးတော့သုံးပြီးတော့ပြောရမယ်အဲ့တော့ဒီနေ့သင်မယ့်အကြောင်းအရာ present continuous tense အဲ့ဒါ present continuous tense ကိုတခုခုလုပ်နေရလို့ပြောတဲ့နေရာမှာသုံးတယ်သူ့ရဲ့ structure ပုံစံကဒီလိုမျိုးလေး positive structure ပုံစံဆိုရင် subject plus MSR plus verb ing negative ပုံစံဆိုရင် subject plus MSR not plus verb ing question form ဆိုရင် MSR plus subject plus verb ing okay အဲ့ဆိုရင်အဲ့ဒါအရင်မသွားခင် I ဆိုရင် M နဲ့တွဲတယ် he she is နဲ့တွဲတယ် we you they ဆိုရင် R နဲ့တွဲတယ်ဆိုတာလူတိုင်းသိတယ် subject ပေါ်မှာမူတည်ပြီးတော့ MSR ကပြောင်းလဲသွားမယ် okay နောက်တစ်ခုက verb ing ကအရေးကြီးဆုံးပဲဒီမှာဆိုရင် verb မြင်တိုင်း ing ပေါင်းထည့်လိုက်တဲ့အချင်းရှိနေတော့မယ်လားအဲ့လိုဆိုရင်တော့အတွေးခွာလဲမှားမှာပဲအဲ့တော့ verb မြင်တိုင်း verb ing ပေါင်းထည့်လို့မရဘူးဆိုတာကိုအရင်ဆုံးရှင်းပြပေးမယ်ဘယ်လို verb တွေမှာ ing ပေါင်းရမလဲဆိုတာကိုပေါ့ပထမတစ်ခု mode verb တွေအများဆုံးသုံးတဲ့ verb တွေဥပမာနဲ့ပြောပြမယ် play play ဆိုရင် playing playing okay e နဲ့စုံတဲ့ verb တွေဥပမာပြောပြမယ် make make e နဲ့စုံတာဖြစ်တဲ့ကြောင့်မို့ e ကိုဖြုတ်မယ် making making ဆိုပြီးတော့ပြောင်းလိုက်မယ်နောက်တစ်ခုကကြတော့ ie နဲ့စုံတဲ့ verb tie time အဲ့ဆိုရင် ie နဲ့စုံတာဖြစ်တဲ့ကြောင့်မို့ ie ကိုဖြုတ်လိုက်မယ် tying time ဆိုပြီးတော့ပြောင်းလိုက်မယ် ie ကိုဖြုတ်ပြီးတော့ y ပေါင်းလိုက်တာနောက်တစ်ခုက one vowel one consonant swim swim vowel ဆိုတာ AEIU ဆိုတာလူတိုင်းသိရမလား AEIU ရလို့ရင်ကျန်တာအကုန်လုံးက consonant တွေအဲ့ဆိုရင် one vowel one consonant I ဆိုတာက one vowel M ဆိုတာက consonant one vowel one consonant ဖြစ်တယ်ဆိုရင် double consonant ပြီးတော့ ing ပေါင်းပြရမယ်အဲ့ဒါကြောင့်မို့ SWIMMING swimming okay အဲ့ဒါဆိုရင် verb ing ကိုလည်းဘယ်လိုထည့်ရမလဲသိပြီးပြီဆိုတော့structure လေးနဲ့တိဆောက်ကြည့်ရအောင်